ခငယ်တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တွေ့လို့ရှိရင်သူကဖတ်ကြရအောင်ဘုရားသခင်ကယ်လွတ်တော်မူသောကြောင့်ယေရှုခရစ်၌တည်၍ဇာတိပဂတိအတိုင်းမကျင့်ဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူတို့သည်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏ယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်တရားသည်အပြစ်တရားဤလက်မှ၎င်းတည်ခြင်းတရားဤလက်မှ၎င်းငါကိုကယ်လွတ်ပြီးဖတ်ကြားတော်တဲ့အရောက်စီတိုင်းပေါ်မှာဖြတ်ခင်တော်၍ကောင်းချီးပေးအသုံးပြုပါစေကျွန်တော်ဘုပြုကိုချင်းကိုတွားပွင့်ရန်အတွက်ဆုတောင်းစက္ကန့်အနကြရအောင်တန်ရှင်မြင့်မြတ်ဆုံးနေတော်မူတဲ့သားသမီးတို့ကိုယနေ့တိုင်အောင်လမ်းပြပို့ဆောင်တော်အဖကိုတော်ကိုကျေးဇူးတင်တယ်ကိုတော်ရဲ့ကျေးဇူးတော်တက်တက်ကြောင့်သားသမီးတို့ယနေ့တိုင်အောင်သက်ရှင်ခွင့်ရတာဖြစ်တယ်ကိုတော်ရှင်ပေးတဲ့လုပ်ငန်းများကိုလည်းလှုပ်ဆောင်နိုင်ခွင့်ပေးတယ်တပတ်တာလုံးများကိုတော်ရှင်ရဲ့လက်ပြကိုကမောအောင်နဲ့ကောင်းမှုဆောင်တဲ့သက်ဆိုင်တဲ့အငန်းသားများကိုလှုပ်ဆောင်ခွင့်ရတဲ့တမကဒီကနေ့ကိုတော်ရှင်ရှင်ပြန်ထမြောက်တော်မူရာတနင်္ဂနွေနေ့မှာလည်းဤကဲ့သို့ယုံကြည်သူတစုတို့ဒီဤနေလာရောက်ပြီးမှကိုတော်ရှင်ကိုဝူပြုကိုချင်းအခွင့်ကိုခံယူကြတဲ့ကိုတော်ကိုကျေးဇူးတင်တယ်တာသမီတို့ရှေ့အနာကတက်တာတိုင်းမှာလည်းကိုတော်ရှင်နှုတ်ပတ်တော်တိုင်းတွာလာနိုင်တော့သူအရောက်စီတိုင်းလည်းဖြစ်စေတော်မူပါဒီကနေ့ကိုတော်ရှင်ရှေ့တော်မောတာသမီတို့တွင်ကြားတဲ့ခါမှာချီးမွမ်းကိုယ်ချင်းအဖြစ်တော်၎င်းနှုတ်ပတ်တော်ခံယူခြင်းအဖြစ်တော်၎င်းတခြင်းအဖြစ်ဒီဆိုချီးမွမ်းခြင်းသုတောင်းစက္ကအနန္ချင်းမို့ရလုံးဆိုပေါ်မှာကိုရရှင်သူပါရှိပေးတော်မူလဲကိုရရဲ့ရှေ့တော်မောနဲ့နန်းတော်မွေတော်နန်းတာကဲတော့ဖြစ်စေတော်မူပါတာသမီတို့ရဲ့ရောက်စီတိုင်းစိတ်လုံးများကိုလည်းကိုရရှင်စေတလူကဖွင့်ပေးတော်မူတဲ့ကိုရရှင်နှုတ်ပတ်တော်များခံယူနိုင်တော့လုံးသားများဖြစ်စေတော်မူပါမည်အကြောင်းချီးမွမ်းကိုယ်ချင်းကိုခံထိုက်တော်မူသောယေရှုခရစ်နာမ၌ဆုတောင်းစက္ကန့်ကြပါ၏အဖာအာမင်ကျွန်တော်အခုချိန်မှာ Prison Worship ကိုဦးဆောင်ပေးဖို့ရန်အတွက် Prison Worship တင်ကိုခရစ်တော်နာမ၌ဖိတ်ခေါ်ပါတယ်ချီးမွမ်းကိုယ်ကိုချင်းစပြည့်ရင်အတွက်အရောက်ချင်းစရိုင်းမတည့်ရပေးဖို့တွင်ဖိတ်ခေါ်လိုပါတယ်ပထမစွာဆာလ23ဆိုတဲ့တခြင်းနဲ့အတူတကွာချီးမွမ်းကိုယ်ကိုကြရအောင်ကျမတို့ရဲ့တိုးထင်းရှင်ကျမတို့ကိုယ်ကပေးတဲ့ဖျားသခင်ဖြစ်ပါတယ်နှလုံးသားများကိုဖွင့်ဟလျက်အတူတကွာတည်ဆိုချီးမွမ်းကြရအောင်Be
သခင်ကကျွန်တော်ကျမတို့ရဲ့အခက်ခဲတိုင်းမှာအထူးပါရှိတဲ့ဖျားခင်ဖြစ်တယ်အပတ်စဉ်တိုင်းရာဒီတိုင်းမှာနေ့ရက်တိုင်းမပြောင်းလဲပဲနဲ့ကျွန်တော်ကျမတို့ကိုချစ်ပြီးတော့လမ်းပြတဲ့သခင်ဖြစ်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့အတူတူပြန်လဲရှင်မကိုကိုဖွင့်တဲ့တော်လုံးသားကိုဖွင့်ထားရအောင်ကျွန်တော်ဝိညာဉ်ခွန်အားဖြင့်စီးပေးကလိုတော်လမ်းကိုကျွန်တော်အသွေးဆောင်သည်ကိုရောချီစုမြူနာတလုံးကစားပြီးတော့သည်အထံတော်မှာအစင်မြေရှိလေအောင်မည်ကွယ်ကပြည့်ဖြားပြီးဖြစ်ပါတယ်။ဝင်းခွန်အားပြေဝဖို့ရင်ကျွန်တော်ပြောရှင်ကသူ့ရဲ့လက်ကိုလည်းအမြဲမဆာကာကွယ်နေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့အသက်တာမှာလောကအရာတွေလှုပ်ဆောင်တဲ့ချိန်မှာဒီအောင်မြင်ခြင်းတွေကလောကကနေလာတဲ့ဥစ္စာတွေဆိုရင်အချင်းချင်းတတ်တာဖြစ်ပါတယ်။ဖျားခင်ပေးတဲ့ကောင်းချီးနဲ့ဆိုရင်ဘာမှနိုင်ရှင်လို့မရပါဘူး။ခရစ်တော်ထဲမှာသာကျွန်တော်ကျမတို့ရဲ့ခွန်အားကျွန်တော်ကျမတို့ရဲ့မျှော်လင့်ချက်တွေကိုတင်ရှိရတာဖြစ်ပါတယ်။ဒါကြောင့်ဆက်လက်ပြီးတော့ in Christ alone ဆိုတဲ့ခြင်းနဲ့ပြန်လည်ပြီးတော့အတူတကွကိုးကွယ်ရအောင် So our Lord is our shepherd. He guides us, He leads us, He loves us so that we have to worship with our soul, with our mind. Christ alone will I glory, though I could pride myself in matters world. So I've been blessed beyond measure, by His strength alone I overcome. Oh, I could stop and count successes like diamonds in my hands, but those trophies could not equal to the grace by which I stand. In Christ alone I place my trust and find my glory in the power of the cross. In every victory, let it be said of me, my soul for strength, my soul for hope is Christ alone. ကျွန်တော်ရှိကောင်းရှိကခရစ်တော်စီရလာတာဖြစ်တယ်။ဒါကြောင့်မို့ခရစ်တော်စီရလာတဲ့ကောင်းရှိကိုကိုယ်ရှင်ပြန်လဲပြီးစက်ကပ်ဖို့အကျွမ်းမယုံကြည်ဖို့လိုတာဖြစ်ပါတယ်။ Glory, for only by His grace I am redeemed. For only His tender mercy could reach beyond my weakness to my knees.
I see no greater honor than just to know Him more and to count my gains, the losses, to the glory of my Lord. In Christ alone, I place my trust and find my glory in the power of the cross. In every victory, let it be said of me, my soul for strength, my soul for hope. In Christ alone, I place my trust and find my glory in the power of the cross. In every victory, let it be said of me, my soul for strength, my soul for hope is Christ alone. Reaction တွေဝေဖန်ရအောင်ကျွန်တော်ကျမရဲ့အောင်မြင်ခြင်းကိုပြောကြတာဖြစ်တယ်ကျွန်တော်ကျမရဲ့နေသက်ရှင်ရရှိခြင်းကိုပြောကြတာဖြစ်တယ် In Christ alone we can find our trust, we can find our hope. He is our strength. In every day He guides us, every step He is with us. That's why we are able to live, we are able to breathe. ကျွန်တော်ကျမရဲ့လှုပ်ဆောင်ချက်မဟုတ်ပဲကျွန်တော်ကျမတို့ကောင်းလုံးမဟုတ်ပဲနဲ့ဖျားသခင်ကချစ်တာမဟုတ်ပါဘူးကျွန်တော်ကျမတို့အပြစ်ရှိပေမဲ့လည်းဖျားသခင်ကချစ်လို့ကျွန်တော်ကျမတို့ကိုရွေးနှုတ်တာဖြစ်တယ်အခွင့်ထူးခံရတဲ့သူတယောက်ချင်းစံဖြစ်တယ်ဒါကြောင့်မလို့အပြစ်ရှိသမျှတို့ကိုဖျားသခင်ရှေ့မှာဝန်ခံခဲ့ထိုအပြစ်တွေကိုဝန်ခံတောင်းပန်ပြီးတော့အခွင့်ထူးခံဆိုတဲ့ခြင်းနဲ့ပြန်လို့ရှင်ဝန်ပေါ်ကြရအောင်ကိုရှင်ကျွန်တော်ကျမတို့နဲ့အတူရှိရဆိုရင်ဘယ်ရမှကြောက်စရာမရှိဘူးလဲကြတဲ့ချိန်မှာလည်းထူမပြီးရထားခြင်းဖြစ်ပါတယ်ငါဟာလုံးမြောက်တော်သူပဲယေရှုကြောင့်သာငါဟာပြည့်ရဲ့ချစ်တွေနဲ့သက်ရှင်သူငါဘယ်လိုမှမချောက်တော့ဘူးသခင်နဲ့ရှိတယ်အလုံးချုံဆုံးပြည့်တော်တဲ့ရှိနေတယ်ငါဟာလုံးမြောက်တော်သူပဲငါဟာလုံးမြောက်တော်သူပဲယေရှုကြောင့်သာငါဟာခင်ရဲ့ချစ်တွေနဲ့သက်ရှင်သူငါဘယ်တော့မှမချောက်တော့ဘူးသခင်နဲ့ရှိတယ်လုံခြုံဆုံးခင်လက်တော်ရဲ့ရှိနေတယ်
ချုပ်ဆုံးဖြစ်လဲဆိုတဲ့ရှိနေတယ်လို့ရှိနေမျိုးမငါကိုဆွေးချနိုင်ဘူးငါဟာတခေရဲ့ရှေ့ခံရဘူးတကယ်ငါဘလို့ဆုံးရှုံးခံဘူးLook at the decoration, she look beautiful. Move from here. Second round. No chain in your manga go switch on I move. Na hakiye check ya do. King King of Love, sometime come boom. You when God I tell my death over songa. Now yet picture she them yellow so pillow. So people call a nature I go toဖြစ်တဲ့အတွက်အပြစ်များစွာနဲ့သူတို့ဘာကိုချီနှောင်နေတဲ့အဖြစ်တွေလည်းရှိတယ်။ကိုကိုယ်ကမသိစတဲ့လုံးချုံနေတဲ့အဖြစ်တွေလည်းရှိတယ်။ဒါမဲ့ကိုရရှင်ရဲ့အချစ်ချင်းမြတ်တာကြောင့်ကိုရရှင်ရဲ့ကယ်တင်ခြင်းကြောင့်ကျွန်တော်တို့ယခုချိန်မှာကိုရရှင်ရဲ့ခြေတော်ရင်းမှာရောက်ရှိရတဲ့အဖြစ်လူချင်းခွင့်ကိုရတာဖြစ်တဲ့အတွက်ကိုရရှင်ကိုကျေးဇူးတင်နေချီးမွမ်းပါတယ်။ကောင်းကင်ဘုံရှင်ဖဖျားသခင်ကျေးဇူးတင်နေကျွန်တော်တယောက်ချင်းစီတိုင်းရှောက်လန်းရတဲ့နေ့စဉ်တတရသည့်ချင်းမျိုးမှာပြင်းမမိတဲ့အဖြစ်များစွာရှိပါတယ်။ကိုရဲ့ခြေတော်ရင်းမှာဝင်ချလဲတောင်းပန်ပါတယ်ဖြေလို့ပေးသနာတော်မူပါ။ရှစ်ဆယ်ရမယ်လန်ခီတစ်လျှောက်လုံးမှာလဲဖဖျားသခင်ကိုရရှင်ရဲ့အလိုတော်တိုင်းကိုရရှင်ရဲ့ညွန်ပြချက်တိုင်းလိုက်လျှောက်နိုင်ဖွင့်တဲ့ operation မှာစပြင်ဆင်ပေးသနာတော်မူပါချီးမွမ်းကိုယ်ကိုချင်းတော်လဲ correction ကိုကျေးဇူးတင်နေချန်ရှိနေတဲ့အချိန်တိုင်းတစ်ခုချင်းစတိုင်းကိုလဲ correction လုပ်ဝဲသူအနံ့ပါတယ်နှုတ်ကပတ်တော်ကိုကြားနာတဲ့ချိန်မှာအသက်တာရဲ့လန်ခီမှာဒီဆောက်စရာလိုက်လျှောက်တော်တတ်တာဖြစ်ဖို့ရန်အတွက်လဲမစပြင်ဆင်ပေးသနာတော်မူပါချန်ရှိနေတဲ့အမှုရာအားလုံးကို correction လုပ်ဝဲသူပြန်လဲအနံ့ပါတယ်သာသမီတို့ကိုချီးမွမ်းသောမေတ္တာနဲ့ချီးတော်မူသောသခင်ရှုနာမဖြင့်စတောင်းဆက်ကအနံ့မာရဖဖျားသခင်အာမင်ချီးမွမ်းကိုယ်ကိုရှင်မှာပါဝင်သူတယောက်ချင်းတိုင်းပေါ်ဖျားသခင်တာကောင်းချီးပေးပါစေချီးမွမ်းကိုယ်ချင်းကို
ဒီဆိုချင်းမချင်းမဥဆောင်သွားတဲ့ရောက်စီတိုင်းပေါ်ဖျောက်ရှင်တာရွေးကောင်းချီးပေးအသုံးပြုပေးပါစေကျွန်တော်ဒီနေ့လူတစ်ရှိလာမယ်ဒီတင်တော်မှာဒီကနေ့ပထမအဆုံးအနေနဲ့ရောက်လာတဲ့လူတစ်များရှိလားမသိဘူးမရှိဘူးเนาะကျွန်တော်မရှိဘူးဆိုရင်ကျွန်တော်ဒီ program မှာသွားတဲ့အတိုင်းကိုပြုကိုချင်းကိုသွားမှာဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့ရောက်စီတိုင်းမှတက်ရပြမှာဓမ္မသချင်းဖြစ်တဲ့အိမ်ထောင်ကောင်းကြီးမင်္ဂလာဆိုတဲ့ချင်းအဖြစ်အတူတကွချင်းမွန်ဒီဆိုချင်းမွန်ကြရအောင်ဒီဆိုချင်းမချင်းနဲ့ဒီကချင်းမှာပေါဝင်တဲ့ရောက်စီတိုင်းပေါ်ဖျောက်ရှင်ကောင်းကြီးပေးအသုံးပြုပေးပါစေကျွန်တော်ဆက်လက်ပြီးမှဒီ program မှာရေးထားတဲ့အတိုင်းတော့မှဖြစ်ပါတယ်တပင်နိုင်ချင်းမချင်းကိုဒီမှာထွေမိုင်ကနေပြီးမှချင်းမတော့မှဖြစ်ပြီးအဲ့ဒီပြီးမှတော့ဒီကနေ့ရဲ့နှုတ်ကပတ်တော်ကိုဆရာဇော်လာအဖြစ်တက်ကြွတော့မှဖြစ်ပါတယ်အဲ့ဒီပြီးမှတော့ duet တချင်းကိုညီညီနဲ့ Joseph ကနေပြီးမှဒီဆိုချင်းမတော့မှဖြစ်ပါတယ်အဲ့ဒီပြီးမှတော့အထူးဆူတောင်းခြင်းကိုတင်ထောက်ဦးကြလာကနေပြီးမှဦးဆောင်ဆူတောင်းတော်မှာဖြစ်ပြီးအရူတော်ငယ်စက္ကတ်ခြင်းကိုတော့ဒေါ်အေဝါကနေပြီးမှဦးဆောင်တော်မှာဖြစ်ပါတယ်အဲ့ဒီပြီးမှကျင်းညာဆရာအချိန်ဖြစ်ပါမယ်ကျင်းညာအချိန်မှာအတင်းတော်မှာအသက်ဆိုင်တဲ့လူကြီးများကနေပြီးမှကျင်းညာစာများကိုကျင်းညာတော်မှာဖြစ်ပါတယ်အဲ့ဒီပြီးမှ GBC ရွတ်တို့ရဲ့ group song အပြင်ဖြတ်ခြင်းကိုချီးမွမ်းတော်မှာဖြစ်ပါတယ်အဲ့ဒီပြီးမှ Sunday School ကလေးငယ်များအစီအစဉ်ဖြစ်ပါမယ်အဲ့ဒီပြီးမှတော့ဓမ္မသချင်းဖြစ်တဲ့အဘမေယမေတ္တာတော်ကျူးဆိုတဲ့ဓမ္မသချင်းကိုရောက်စီတိုင်းဘာသာရတဲ့တီဆိုချင်းမပြီးမှာတော့တဲဦးဆရာဖြစ်တဲ့ဆရာစောတော်အဖြစ်ကောင်းကြီးပေးချင်းအဖြစ်ဒီကနေ့ဥပ္ပကိုယ်ချင်းကိုရန်နာကြမှာဖြစ်ပါတယ်ရောက်စီတိုင်းမိမိရဲ့အလေးချရောက်တဲ့အခါမှာပါဝင်ပေးဖို့ရန်အတွက်ခရစ်တော်နာမနဲ့ဖိတ်ခေါ်ပါတယ်အ
အခုချိန်မှာတော့တပင်တိုင်းတခြင်းလေးအဖြစ်ဒီဆိုပါဝင်ပေးဖို့ရန်အတွက်မအထွေမဲ့ကိုခရစ်တော်နာမနဲ့ဖိတ်ခေါ်ပါတယ်မင်္ဂလာပါနားညောင်းမှုပါဆိုတဲ့ချင်းနဲ့ဖျားတခင်အကုန်လုံးချီးမွမ်းချင်ပါတယ်ရှိတဲ့ဒုက္ခကြောင့်ဖြေသာစေဖို့မလွယ်နေရာတိုင်းကအဖြစ်ပြက်တွေပဲရင်ဖို့ရှာလက်တကလေးလိုပဲကိုရှောင်းမဲ့ကွာရဲ့ချစ်လန်းချက်တိုင်းမှာအာကိုမရှိရင်မလွယ်တင်လို့ပေးပါအမြဲထားမရာငေးအေးချင်တွေတာဒီရင်ခွေမှာအစင်သာလို့ချင်လို့ကိုရောရဲ့ဆူညံ့မြရဲ့ဘွားရဲ့လေဖြူဖြောင်းရလန်းကြပေးပါအောင်ကိုရောရဲ့အေးချမ်းချင်မြရဲ့ချင်လို့ရေခုမှာခွန်အားခွင်No
ကောင်းချီးပေးပါစေ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့2026ခုနှစ်ရဲ့ဧပြီလတတိယပတ်ထဲမှာကျွန်တော်ဂျေဇုတော်အားဖြင့်ဂျာမာဆိုအဖြစ်ကျွန်တော်ဝင်စားရတော့အခွင့်နဲ့အတူဘုရားရဲ့ရှေးတော်မှာတိုးဝင်တဲ့ဝတ်ပြုကိုးကွယ်ရတော့ခွင့်ရရှိခြင်းဟာတင်တဲ့ကျွန်တော်စူးစမ်းအားထုတ်လို့မဟုတ်ဘဲနဲ့ဘုရားရဲ့ဂျေဇုတော်တက်ကြောင့်တာလင်ဖြစ်တယ်ဆိုတော့ကိုဝန်ခံလျက်ကျွန်တော်အသက်တာမှာဘုရားရဲ့နှုတ်ကပတ်တော်တရားစကားကိုကြားနာဖို့ရအတွက်လည်းပဲကျွန်တော်ရဲ့စိတ်နှလုံးကိုပြင်ဆင်ရအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်အခြေပြုကျမ်းစာကိုရှေ့ဥစွာဖတ်ချင်ပါတယ်ဖိလိပ္ပိဩရစာအခန်းကြီးနဲ့အငယ်7ဖြစ်ပါတယ်လွန်ခဲ့တဲ့အပတ်မှာကျွန်တော်ဖတ်သွားတဲ့ကျမ်းစာလည်းဖြစ်ပါတယ်ဖိလိပ္ပိဩရစာအခန်းကြီး2အငယ်7ဖြစ်ပါတယ်ယေရှုခရစ်သည်တခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမည်းတော်ဖရာ၏ဘုန်းအတည်တော်ကိုထင်ရှားစေမိအကြောင်းတည်နောက်တစ်ခါဖတ်ပါမယ်ယေရှုခရစ်တော်သည်တခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမည်းတော်ဖရာ၏ဘုန်းအတည်တော်ကိုထင်ရှားစေကြမည်အကြောင်းတည်ကျွန်တော်ဆုတောင်းဆက်ကအနံ့ရအောင်မေတ္တာရှင်ဂရုဏာရှင်ကောင်းမြတ်ဆုံးနေတော်ဖရာဒီကနေ့ကိုရောကိုယုံကြည်တော်ကိုရောရဲ့တိုးတော်စုများစုယုံပြီးဖရာရဲ့ရှေ့တော်မှာတိုးဝင်လျက်ဝတ်ပြုကိုးကွယ်ခြင်းရစ်ကိုတင်းလူပူဇော်ကြတာဖြစ်ပါတယ်။ဖဗျာတာတမီအရောက်ချင်းစီရဲ့ကိုးကွယ်ခြင်းရစ်ဟာဖျားရှိမှမွေးကြံတော်နတ်တာကြီးအားဖြင့်ဖျားတခင်ခြေနဲ့အားရတော်ရစ်ဖြစ်စေပါမည်အကြောင်းကိုတော့ထာမဆုတောင်းပါတယ်။ဒါကြောင့်ဖဗျာတခင်ဒီနေ့ကိုးကွယ်လာကြတော်တူတဲ့အရောက်ချင်းစီရဲ့အတ္တတာထမှာဖျားရဲ့အသက်ရှင်တော်မူသောနှုတ်ကပတ်တော်တရားစကားကိုကြားနာတဲ့အခါမှာကြားနာယုံတက်မဟုတ်ဘဲနဲ့အတ္တတာထမှာတီဆောက်နိုင်ဖို့နှလုံးသားထမှာတိုးထားနိုင်ဖို့မဆကောင်းကြီးပေးပါမည်အကြောင်းအချိန်တိုင်းနဲ့နှုတ်ကပတ်တော်ကိုဆုတောင်းဆက်ကအနံ့ကြတဲ့အခါမှာယေရှုခရစ်တော်ဘုရားရဲ့မြတ်တော်နာမ၌ဆုတောင်းဆက်ကအနံ့ကြပါ၏ဖမြတ်စွာဘုရားခင်အာမင်ကျွန်တော်လွန်ခဲ့တဲ့အပတ်မှာတော့မမီကြအောင်လားမသိဘူးယေရှုခရစ်တော်ဟာအရှင်သခင်ဖြစ်တယ်ဆိုတော့အကြောင်းအရာကိုကျွန်တော်လေ့လာခံယူခဲ့ကြပြီဖြစ်ပါတယ်တကယ်ပဲဒီတပတ်လုံးမှာမိမိရဲ့အတ္တတာထမှာယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့အရှင်သခင်အနေနဲ့အသက်ရှင်ကြပြီလားကျွန်တော်အတ္တတာကိုပြန်ပြီးတော့စမ်းစစ်ရအောင်ဒါကြောင့်ဒီအပတ်မှာတော့အဲ့ဒီမိမိရဲ့အသက်သခင်အနေနဲ့ဆုံးဖြတ်ချက်ချပြီးမိမိရဲ့နှလုံးသားပလင်မှာယေရှုခရစ်တော်ဘုရားကိုအရှင်သခင်အနေနဲ့နေရာထားလာတဲ့မိသားစု
ရဲ့လက္ခဏာအကြောင်းတို့ကိုကျွန်တော်အနေနဲ့ဝင်ငါချင်တာဖြစ်ပါတယ်မိသားစုဆိုတာဟာအဆောက်အဦတစ်ခုနဲ့နိုင်မယ်ဆိုရင်တော့ယေရှုခရစ်တော်ရဲ့တခင်ဖြစ်ခြင်းဟာအဲ့ဒီမိသားစုရဲ့အခြေခံခိုင်ခန့်တဲ့အုံမြင့်ဖြစ်ဖို့အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ရဲ့Lordship of Christ ဆိုတဲ့ခရစ်တော်ရဲ့တခင်ဖြစ်ခြင်းဆိုတဲ့အဲ့ဒီစံနှုန်းဟာကျွန်တော်ရဲ့အိမ်ထောင်မိသားစုမှာမရှိဘူးဆိုရင်ဘာကအစားထိုးဝင်လာမလဲလို့ပြောရင်လောကီစံနှုန်းနဲ့တည်ဆောက်တဲ့မိသားစုပဲဖြစ်လာမှာဖြစ်ပါဒါကြောင့်မို့လောကီစံနှုန်းနဲ့တည်ဆောက်တဲ့မိသားစုနဲ့ယေရှုခရစ်တော်ကိုဗဟိုပြုတဲ့မိသားစုတွေဘာတွေကွာတယ်လဲကျွန်တော်အိမ်ထောင်မိသားစုမှာဒီကွာခြားချက်တွေကျွန်တော်မြင်တွေ့ခံစားကြပြီလားအဲ့ဒါလို့ပြောရင်ခရစ်တော်ကိုဗဟိုပြုတဲ့မိသားစုဆိုတာအပြစ်ကင်းစင်ပြီးတော့ပြည့်စုံသောမိသားစုကိုဆိုလိုတာမဟုတ်ပါဘူး။ဘာကြောင့်လဲပြောရင်ကျွန်တော်နှုတ်ကပတ်တော်ကျမ်းစာမှာတကယ်ဖခင်ရဲ့စိတ်တော်နဲ့ထိတွေ့တော်ဒါဝိမင်းကြီးရဲ့မိသားစုကိုကြည့်ပါဖခင်တခင်ကိုယ်တိုင်နှုတ်ကပတ်တော်ကျမ်းစာမှာဖခင်ရဲ့စိတ်တော်နဲ့ထိတွေ့တော်ပုဂ္ဂိုလ်ဆိုပြီးတော့ကျမ်းစာမှာအတိအလင်းမှတ်တမ်းတင်ခံရတဲ့ဖခင်တယောက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဖခင်ရဲ့မိသားစုအခြေအနေကိုကြည့်တဲ့အခါမှာတချို့သားသမီးတွေဖခင်တခင်ကိုမတိပြနဲ့ဖခင်တခင်တတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့အသက်မရှင်ပဲနဲ့အဒုစရိုက်ကိုပြုတဲ့သားသမီးတွေရှိကြတယ်လို့ပဲတကယ်ကိုဖခင်တခင်ချီးမြှောက်တဲ့ရှောလမုန်မင်းကြီးဆိုပြီးဒါဝိရဲ့သားတယောက်ဖခင်ဘုန်းတော်ထင်ရှားခဲ့တာကျွန်တော်အားလုံးအတိဖြစ်ပါဆိုလိုတာကဒီနေ့ဖခင်တခင်ကိုတခင်အနေနဲ့ကျွန်တော်ရဲ့မိသားစုမှာဘ ဟိုပြုတ်လာတဲ့အခါမှာအပြစ်ကင်းစင်ပြီးပြည့်စုံတဲ့မိသားစုဖြစ်လာဖို့ရအတွက်ရည်ရွယ်ချင်းတာတင်ဖြစ်တယ်အဲ့လိုပြည့်စုံသောအတ္တတာကဘယ်ချိန်မှာကျွန်တော်ရရှိပိုင်ဆိုင်မလဲပြောရင်ယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့သခင်အားဖြင့်နှလုံးသားထဲမှာနေရာပေးမယ်ဆိုရင်တော့အဲ့ဒီမိသားစုဟာတကယ်ကိုဖခင်ပုံတော်ထင်ရှားတဲ့မိသားစုဖြစ်လာမှာဖြစ်ပါဒါကြောင့်ခရစ်တော်ကိုဗဟိုပြုတဲ့မိသားစုဆိုတာဟာမိသားစုရဲ့နေ့စဉ်ဘဝဆုံးဖြတ်ချက်များပြဿနာများအနာဂတ်စီမံကိန်းအားလုံးကိုခရစ်တော်ရဲ့တွင်တင်ချက်နဲ့အညီယေရှုခရစ်တော်ရဲ့နှလုံးသားကိုယေရှုခရစ်တော်ရဲ့အလိုတော်ကိုဦးစားပေးတော်မိသားစုကိုဆိုလိုတာဖြစ်ပါနောက်တစ်ခါထပ်ပြောမယ်ခရစ်တော်ကိုဗဟိုပြုတော်မိသားစုဆိုတာဟာမိသားစုတစ်ခုလုံးရဲ့နေ့စဉ်ဘဝအတ္တတာဆုံးဖြတ်ချက်တွေပြဿနာတွေအနာဂတ်စီမံကိန်းတွေအားလုံးကိုနှုတ်ကပတ်တော်နဲ့အညီဖခင်ရဲ့အလိုတော်ကိုဦးစားပေးပြီးပြုမှုအသက်ရှင်လာတော့မိသားစုကိုဆိုလိုတာဖြစ်ပါတယ်ဒါဆိုရင်ခရကျွန်တော်ဖတ်သွားတဲ့အခြေပြုကျမ်းစာပြန်ကြည့်မယ်ဆိုရင်ယေရှုခရစ်ဒီသခင်ဖြစ်တော်မူ၏ဟုနှုတ်မြဝန်ခံတဲ့ဖြင့်ခမည်းတော်ဖရာဤဘုံအတေတော်ကိုထင်ရှားစေကြမည်အကြောင်းတည်းလို့ပြောပါတယ်ဆိုတော့ကျွန်တော်ရဲ့အတ္တတာထဲမှာ
မိသားစုကခင်ပွန်းတယ်ဇနီးတယ်တာသမီးတွေအယောက်ချင်းစီဟာယေရှုခရစ်တော်ဘုရားကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးအဲ့ဒီယေရှုခရစ်တော်ဘုရားကိုမိမိရဲ့သခင်ဆိုတာကိုဝန်ခံခြင်းနဲ့အသက်တာထဲမှာလက်တွေ့နာခါလိုက်လျှောက်မယ်ဆိုရင်ခမေတော်ဘုရားရဲ့ဘုံထင်ရှားမယ်ဆိုပြီးဒီနှုတ်ကပတ်တော်မှာအတိတ်လင်းပြောနေတာဖြစ်ပါဒါဆိုရင်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာပြန်ကြည့်အောင်ကျွန်တော်ရဲ့မိသားစုကိုပြန်ကြည့်အောင်ဘုရားဘုံတော်ထင်ရှားတဲ့မိသားစုဖြစ်ကြပြီလားမဖြစ်သေးဘူးဆိုရင်တော့ဒီနေ့ကျွန်တော်တို့ဒီကျွန်တော်နဲ့အတူဘုရားရဲ့နှုတ်ကပတ်တော်တရားစကားကိုအသက်တာထဲမှာဆင်ခြင်အောင်မြင်အောင်ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားကိုဦးစားပေးတဲ့ယေရှုခရစ်တော်ဘုရားကိုသခင်နေရာမှာထားတဲ့သူတွေရဲ့မိသားစုမှာမြင်တွေ့ရတဲ့လက္ခဏာတွေရှိပါပထမအချက်အနေနဲ့ဘယ်လိုလက္ခဏာလဲလို့ပြောရင်မိသားစုရဲ့ဦးခေါင်းအနေနဲ့ခရစ်တော်ကိုဦးထိပ်ထားတော့မိသားစုဆိုတဲ့လက္ခဏာကိုမြင်တွေ့ရမှာဖြစ်ပါဆိုတော့တိကောအခန်းကြီး7အငယ်3မှာဘာပြောတယ်လဲဆိုရင်ကောရိန္သုဩရစာပထမဆောင်အခန်းကြီး7အငယ်3မှာယောက်ျားဤခေါင်းကခရစ်တော်ဖြစ်သည်ကို၎င်းမိန်းမဤခေါင်းကယောက်ျားဖြစ်သည်ကို၎င်းခရစ်တော်ဤခေါင်းကဖယားသခင်ဖြစ်တော်မူတဲ့ကောင်တင်တို့တိမစေခြင်းကငါအလိုရှိ၏လို့ပြောပါတယ်နောက်ပြောအဖေဩရစာအခန်းကြီး9အငယ်23မှာတော့ခရစ်တော်ဟာတဲ့အတင်းတော်ရဲ့ဦးခေါင်းဖြစ်တော်မူတဲ့ကဲ့သို့ယောက်ျားသည်မိမိခင်ပွန်း၏အပေါ်မှာခေါင်းဖြစ်တယ်လို့ကျမ်းစာကပြောပါတယ်ဆိုတော့ဒီကျမ်းစာတွေရဲ့အဓိကဆိုလိုချက်ကဘာလဲလို့ပြောရင်ယောက်ျားရဲ့ခေါင်းကခရစ်တော်ဖြစ်တယ်မိန်းမရဲ့ခေါင်းကတော့ခင်ပွန်းတယ်ဖြစ်တယ်ဒါဆိုရင်အဲ့ဒီမိသားစုရဲ့ဦးခေါင်းကဘာတူလဲပြောရင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မို့မိသားစုမှာဖခင်ကတော့အိမ်ထောင်ဦးစီးဖြစ်ပေမယ့်ဝိညာဉ်ရေးအရာအမြင့်ဆုံးသောအရှင်သခင်ကတော့ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့ချစ်တော်မိသားစုများကိုနှုတ်ဆော်တိုက်တွန်းချင်ပါတယ်ဒါဆိုရင်အဲ့ဒီမိသားစုရဲ့ဦးခေါင်းနေရာမှာခရစ်တော်ကိုနေရာပေးလိုက်တဲ့အခါမှာအဲ့ဒီမိသားစုပြောင်းလဲမှုကိုမြင်တွေ့ခံစားရမှာဖြစ်ပါဘယ်လိုပြောင်းလဲမှုလဲလို့ပြောရင်အိမ်ထောင်ဦးစီးဖြစ်တဲ့ခင်ပွန်းတွေကငါတဘောငါအာနာနဲ့ဆိုတဲ့စိတ်တဘောထားနဲ့အုပ်ချုပ်ခြင်းမဟုတ်တော့ဘဲနဲ့ခရစ်တော်တာငါနေရာမှာဆိုရင်ဘယ်လိုအုပ်ချုပ်မလဲဘယ်လိုစီမံမလဲဆိုတဲ့စိတ်နဲ့ဥဆောင်လာမှာဖြစ်ပါတယ်ဒါကတော့ယေရှုခရစ်တော်ကိုမိမိရဲ့အရှင်သခင်အနေနဲ့နေရာပေးလာတဲ့ခင်ပွန်းတွေရဲ့အတ္တတာပြောင်းလဲလာတဲ့အတ္တတာဖြစ်မှာဖြစ်ပါဒီနေ့ကျွန်တော်အထူးသဖြင့်မြန်မာပြည်သားတွေအိမ်ထောင်အတီးတီးမှာယောက်ျားတွေရဲ့လွှမ်းမိုးမှုဆိုတဲ့အဲ့ဒီယဉ်ကျေးမှုအဲ့ဒီရဲ့ philosophy အဲ့ဒီရဲ့အကြောင်းအရာတွေအများကြီးလွှမ်းမိုးမှုကျွန်တော်မှာရှိပါဘာကြောင့်လဲကျမ်းစာကိုယ်တိုင်ကမိန်းမရဲ့ဥကောင်းကတော့ယောက်ျားဖြစ်တယ်လို့ပြောတဲ့အခါမှာကိုလိုချင်တဲ့အတိတ်တွေကိုဆွဲပြီးတော့မိသားစုမှာယောက်ျားကအာဏာနဲ့ထိန်းချုပ်တဲ့အခန်းကဏ္ဍပဲကိုလူရဆွဲသွားတယ်ဆိုတော့တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ဖခင်များဒီနေ့ကျွန်တော်ရဲ့မိသားစုမှာတကယ်ကိုခရစ်တော်ကိုအရှင်သခင်နေရာပေးတဲ့ဖခင်ဖြစ်ကြပြီလား
ဒီနေ့ထိတက်အောင်တင်ဟာငါတဘောဆိုတဲ့အတ္တမာနနဲ့မိမိရဲ့ဇနီးတဲ့မိမိရဲ့တာသမီမိမိရဲ့မိသားစုကိုဆက်ပြော့ဒီစိတ်သဘောထားနဲ့ဥဆောင်နေတည်တယ်ဆိုရင်တော့တင်းရဲ့ဘဝအတ္တတာမှာတင်းရဲ့ဥကောင်းတူတော်ယေရှုခရစ်တော်ဖခင်ဟာတင်းရဲ့အရှင်တခင်အချုပ်အခြာအာဏာအလုံးစုံရှိတော်အရှင်တခင်ဖြစ်တယ်ဆိုတော့တင်းဟာဝန်မခံတော့သူဖြစ်နေသေးတယ်ဆိုတော့မေတ္တာနဲ့တတိပေးပြစေဆိုတော့အဲ့လိုကျွန်တော်အတ္တတာမှာခရစ်တော်ကိုမိမိအရှင်တခင်ဖြစ်နေရာပေးလာတဲ့အခါမှာမိသားစုမှာဘယ်လိုရလတ်တွေရလာတယ်လဲလို့ပြောတဲ့အခါမှာအာနာရှင်ဆန်တဲ့အုပ်ချုပ်မှုကနေမေတ္တာနဲ့တယောက်နဲ့တယောက်ဝန်ဆောင်မှုပေးတဲ့တယောက်နဲ့တယောက်အစေခံတဲ့စိတ်သဘောထားစိတ်နှလုံးသားအဲ့ဒီစိတ်သဘောထားဘက်ကိုကူးပြောင်းလာတဲ့မိသားစုဖြစ်တယ်ဆိုတော့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့အရှင်တခင်အနေနဲ့ဦးစားပေးတဲ့မိသားစုဖြစ်တယ်ဆိုရင်အဲ့ဒီမိသားစုရဲ့ဦးခေါင်းဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့လက္ခဏာအားဖြင့်ဦးခေါင်းတည်ဟူသောအရှင်တခင်ယေရှုခရစ်တော်ရဲ့စိတ်သဘောထားနဲ့မိသားစုကိုအမိအပနှစ်ယောက်စလုံးကဦးဆောင်လာကြမှာဖြစ်တယ်။နောက်ဒုတိယအချက်အနေနဲ့ယေရှုခရစ်တော်ဖခင်ကိုမိတခင်အနေနဲ့နေရာပေးလာတဲ့ဇနီးတဲ့နဲ့ခင်ပွန်းတဲ့ရဲ့ဆက်ဆံရေးဟာလဲတမူထူခြားလာတယ်ဆိုတဲ့လက္ခဏာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အဖေဩဝါဒစာအခန်းကြီး9အငယ်21နဲ့22ကိုဖတ်ချင်ပါတယ်။အဖေဩဝါဒစာအခန်းကြီး9အငယ်21နဲ့22ခရစ်တော်ကိုခန့်ညာတော်အားဖြင့်အချင်းချင်းတယောက်အောက်တယောက်ကိုနှိမ်ချလျက်နေကြလောအချင်းမိမတို့တခင်ဖျားဤအုပ်ဆိုးတော်မူခြင်းကိုဝန်ခံတကယ်တို့ကိုခင်ပွန်းဤအုပ်ဆိုးခြင်းကိုဝန်ခံကြလောလို့ပြောပါတယ်နောက်ပြီးတော့အဖေဩဝါဒစာအခန်းကြီး9အငယ်25မှာအချင်းယောက်ျားတို့ခရစ်တော်ဒီအတင်းတော်ကိုချစ်တော်မူတကယ်တို့တင်တို့လည်းကိုခင်ပွန်းကိုချစ်ကြလောလို့ပြောပါတယ်ဆိုအဲ့ဒီကျမ်းစာရဲ့နောက်ဆုံးအငယ်33အပိုက်ငယ်33အဆုံးပိုင်းမှာဘာပြောတယ်လဲဆိုရင်တို့ရတွင်တင်တို့ဒီအတီးတီကိုချစ်တကယ်တို့ကိုခင်ပွန်းကိုချစ်ကြလောမိန်းမဒီလေကိုခင်ပွန်းကိုယူတည်ခြင်းရှိစေလောလို့ကျမ်းစာကပြောပါဆိုတော့ဒါတွေကယေရှုခရစ်တော်ဖခင်ကိုဦးထိပ်ထားလာတဲ့အခါမှာယေရှုခရစ်တော်ဖခင်ကိုတခင်နေရာမှာထားလာတဲ့အခါမှာဇနီးတဲ့နဲ့ခင်ပွန်းတဲ့တို့ရဲ့ဆက်ဆံရေးဟာတမူထူးခြားလာတဲ့လက္ခဏာတွေအနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ကိုသခင်အဖြစ်လက်ခံထားတဲ့ဇနီးမောင်နှံဟာတူဦးကိုတူဆက်ဆံလာတဲ့အခါမှာလူကိုကြည့်မြင်တာမျိုးမဟုတ်ဘဲနဲ့ဖျားတခင်ကိုကြည့်ပြီးတော့ဆက်ဆံလာတဲ့အတ္တတာဖြစ်လာမှာဖြစ်ပါဒီနေ့ကျွန်တော်ကဇနီးတယ်ခင်ပွန်းတယ်အချင်းချင်းလူလိုမြင်လာတဲ့အခါမှာမိမအမျိုးတစ်ပြည့်အမျိုးတစ်မြင့်တွေပြောတတ်ကြတယ်ဘာပြောတယ်လဲနင်ကွာနင်အဲ့လိုနေမတိငါမယူခဲ့ပါဘူးဘာကြောင့်လဲလူလိုကြည့်လိုက်တာလူလိုကြည့်လိုက်တဲ့အခါမှာလူရဲ့အားနဲ့ချက်တွေမြင်လာတဲ့အခါမှာအားမလို့အားမရဖြစ်တဲ့အခါမှာဒါမျိုးမှတိငါမြို့ငါမယူခဲ့ပါဘူးဆိုတဲ့စကလုံးလေးတွေထွက်လာဒါကြောင့်ချစ်တော်မိဘများဒီနေ့တင်းရဲ့ခင်ပွန်းတယ်တင်းရဲ့ဇနီးတွေကိုလူလိုမကြည့်ပဲနဲ့ဖယားခင်ဖန်ဆင်းထားတော့လက်ရတော့ဖြစ်တယ်ဆိုတော့မြင်တွေ့
စေချင်တာဖြစ်ပါဒါကြောင့်မို့မိမိရဲ့ဇနီးတဲ့မိမိရဲ့သားသမီးကိုအမျက်ဒေါသဖြစ်တဲ့ခါမှာဆဲဆိုကြိမ်မောင်းခြင်းကိုဘယ်တော့မှမလုပ်ပါနဲ့ဘာကြောင့်လဲကျွန်တော်ကိုဖယားသခင်ကသူ့ရဲ့တဒံတော်နဲ့တညီတွေဖန်ဆင်းထားတယ်လို့ပြောပါတယ်ဒါကြောင့်မို့ကျွန်တော်အထူးသဖြင့်ယုံကြည်သူဖြစ်တဲ့မိမိရဲ့ဇနီးတဲ့မိမိသားသမီးမိမိခင်ပွန်းတဲ့ကိုဆဲဆိုကြိမ်မောင်းခြင်းဟာဘု து ကိုတွားထိနေရလဲခရစ်တော်ကိုထိတာဖြစ်တယ်ပို့ပြောမြင်တောင်အောင်ပြောမယ်ဆိုရင်ကနဦးအတင်းတော်ကာလမှာပေါလုရှင်ပေါလုကပေါလုဘဝမရောက်ခင်မှာရှောလုအသက်တာနဲ့အသက်ရှင်နေတဲ့အခါမှာသူဟာအတင်းတော်ကိုလိုက်ပြောညှဉ်းပန်းနှိပ်စက်တဲ့သူဖြစ်တယ်ယေရှုခရစ်တော်ဘုရားကိုယုံကြည်လာတဲ့ပြောင်းလဲလာတဲ့ယူဒလူမျိုးတွေအထူးသဖြင့်လိုက်လာညှဉ်းပန်းနှိပ်စက်တဲ့အခါမှာတမတက်လမ်းမှာဘာဖြစ်လဲကောင်းကင်ကနေအလင်းသူ့အပေါ်ကျတဲ့အခါမှာသူမေးတယ်ကိုရောဘာတူလဲမေးတဲ့အခါမှာကောင်းကင်အတန်ဘာပြောလဲငါဟာတင်ညင်ပန်းနေစတဲ့သူဖြစ်တယ်လို့ပြောပါတယ်တကယ်တော့ရှင်ပေါလုကခရစ်တော်ကိုညင်ပန်းနေတာလားမဟုတ်ဘူးယုံကြည်သူတွေကိုညင်ပန်းနေစနေတာဖြစ်တယ်ဒါဆိုယုံကြည်သူတွေကိုထိချင်းဒီဘသူကိုထိချင်းလဲယေရှုခရစ်တော်ဖျားကိုထိချင်းဖြစ်တယ်ဒါကိုဖျားကရှင်ပေါလုကိုဖော်ပြဒါကြောင့်ဒီနေ့ချစ်တော်မိဘများမေတ္တာနဲ့နှိုးဆော်တိုက်တွန်းပြစေမိမိရဲ့ခင်ပွန်းတဲ့မိမိရဲ့ဇနီးတဲ့ကိုမိမိစိတ်အလိုမာအတိုင်းမိမိရဲ့မာနအတိုင်းမိမိရဲ့အမျက်ထွက်တဲ့အတိုင်းဆဲဆူကြိမ်ပေါင်းခြင်းကိုမလုပ်ပါနဲ့အဲ့လိုဆဲဆူကြိမ်ပေါင်းခြင်းဒီယေရှုခရစ်တော်ဖျားကိုဆဲဆူကြိမ်ပေါင်းတာနဲ့အတူတူဖြစ်တယ်ဆိုတော့တတိပေးချင်ပါတယ်ဒါကြောင့်ဒီနေ့အဲ့ဒီလိုယေရှုခရစ်တော်ဘုရားကိုကျွန်တော်မိမိတခင်အနေနဲ့ယုံကြည်လက်ခံပြီးနေရာပေးလာတဲ့ခင်ပွန်းတယ်တွေဟာခရစ်တော်ကအတင်းတော်ကိုချစ်တကယ်တော့မိမိဇနီးတယ်ကိုလည်းပဲအသက်ပေးပြီးအသက်ပေးတဲ့အထိချစ်ရမယ်ဆိုတော့ကျမ်းစာမှာခုနကျွန်တော်ဖတ်တော့တဲ့အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါဟာသခင်ယေရှုခရစ်တော်ဘုရားကိုယ်တိုင်မိန့်မာထားတဲ့ comment ဖြစ်ပါအစဉ်ပြေမှချစ်မယ်ဆိုတာမျိုးကိုပြောစေချင်တာမဟုတ်ပါဘူးအစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကျွန်တော်ခင်ပွန်းတယ်တွေအမျိုးသားတွေရဲ့တာဝန်ကမိမိဇနီးတွေကိုချစ်ဖို့ဖြစ်ပါတယ်ဒါဆိုရင်အဲ့လိုဘာကြောင့်ချစ်ခိုင်းတယ်လဲစဉ်းစားမိကြလားမသိဘာကြောင့်ချစ်ခိုင်းတယ်လဲပြောရင်မေတ္တာဒီအရာခတ်တဲ့ကိုဘာဖြစ်လဲဖုံးအုပ်ပြီးတတ်တယ်မေတ္တာဟာစိတ်ရှိတယ်မေတ္တာဟာတီးခံတယ်လို့ပြောပါဒါကြောင့်ချစ်တော်ဖခင်များမိမိရဲ့ဇနီးတွေရဲ့အားနည်းချက်မိမိဇနီးတွေရဲ့လိုအပ်ချက်ဒါတွေကိုမေတ္တာနဲ့ကြည်တတ်ဖို့မေတ္တာနဲ့ဖုံးလွှမ်းတတ်ဖို့မေတ္တာနဲ့ပြောဆိုဆက်ဆံတတ်ဖို့ရန်အတွက်ယေရှုခရစ်တော်ဘုရားအလိုတော်ရှိတာဖြစ်တယ်။နောက်ဇနီးတွေရဲ့အတ္တတာမှာကတော့ခရစ်တော်ကိုအရှင်သခင်အနေနဲ့ဝန်ခံတကယ်တော့မိမိရဲ့ခင်ပွန်းကိုလည်းပဲမိမိခင်ပွန်းတဲ့ရဲ့အုပ်စိုးခြင်းကိုလည်းပဲဝန်ခံဖို့ရန်အတွက်တိုက်တွန်းနှိုးဆော်ခြင်းပါတယ်။အဲ့လိုဝန်ခံခြင်းဟာမိမိဟာအညံ့ခံခြင်းမဟုတ်ဘူးယေရှုခရစ်တော်ကိုသခင်ဖြစ်ခြင်းကိုမိမိကိုယ်တိုင်ဝန်ခံပြီးတော့ယေရှုခရစ်တော်ဖခင်မိမိရဲ့သခင်ဖြစ်တယ်ဆိုတာတက်တည်ထူခြင်းတာလည်းဖြစ်တယ်ဆိုတာကိုချစ်တော်မိခင်များကိုတိုက်တွန်း
နှိုးဆော်ပြစီဒီနေ့ကျွန်တော်တို့ယေရှုခရစ်တော်ဖျားကိုတော့ဘာဖြစ်လဲသခင်အနေနဲ့ယုံကြည်တယ်ဆိုနှုတ်ပဆက်ရှာနဲ့လွယ်ကူကူနဲ့ကျွန်တော်ဝန်ခံတတ်ကြတယ်ပြောတတ်တယ်ဒါပေမဲ့မိမိခင်ပွန်းတဲ့ရဲ့အုပ်ဆိုမှုကိုတော့ဝန်မခံဘူးဆိုရင်တင်ဟာနှုတ်ပဆက်ရှာနဲ့ပဲဖယားနဲ့ညီတဲ့သူဖြစ်တယ်နောက်ပြီးတော့ခဏဖတ်တဲ့အဖေဩရစကန်ကြီးငယ်33အဆုံးပိုင်းမှာမိမဒီလေကိုခင်ပွန်းကိုယိုတေခြင်းရှိလို့ပြောပါတယ်ဒီနေ့ကျွန်တော်အမျိုးသမီးတွေအထူးသဖြင့်သမီးရီစားဘဝမှာတော့အရာယိုတေတယ်အရာလေးစားမှုကိုပြလက်ထပ်ပြီးတာနဲ့ကလေးတစ်ယောက်နှစ်ယောက်လောက်ရတာနဲ့ပါဖြစ်လာလဲယိုတေခြင်းဆိုတာဘယ်ရောက်သွားမှမသိတော့ဆိုတော့အိမ်ထောင်မှာမိဘတွေရှေ့မှာတာမကမိမိရဲ့တားသမီးရှေ့တာမကတခါတလေသဇိန်းတွေရဲ့ရှေ့မှာတောင်မှမိမိခင်ပွန်းတဲ့ကိုတခါတည်းနဲ့ငစိမ့်တယ်လို့ပဲပတ်ဆိုတခါတည်းနဲ့ယိုတေခြင်းဆိုတာမရှိဘဲနဲ့အာခံပြီးပြောတဲ့ဒီအကြောင်းအရာတွေကတကယ်တော့ဘာဖြစ်နေလဲပြောရင်ယေရှုခရစ်တော်ဖခင်ကိုသင်ဟာယိုတေခြင်းမရှိဘဲနဲ့ယေရှုခရစ်တော်ဖခင်ကိုကက်လာအောင်ယံတွေ့နေတဲ့အမျိုးသမီးဖြစ်နေတယ်ဆိုတာကိုတတိပြုစီချင်တာဖြစ်ပါ။ဘာကြောင့်လဲခဏကျွန်တော်ပြောပြီးပြီရှင်ပေါလုကယုံကြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်ကတင်ညှဉ်းပန်းနှိပ်စက်တဲ့သူဖြစ်တယ်လို့ခရစ်တော်ကိုယ်တိုင်ကတတိပေးတယ်လို့ပဲဒီနေ့ချစ်တော်မိခင်များမိမိရဲ့ခင်ပွန်းတဲ့ကိုယိုတေခြင်းကျွန်တော်ပြုရအောင်ပြောချင်ပါဆိုတော့အဲ့လိုပြောတဲ့အခါမှာမိခင်တွေစိတ်ထဲမှာမင်းတို့ယောက်ျားတွေလည်းယိုတေအောင်လုပ်ဖို့ပြောလာမှာဖြစ်ပါဒါကြောင့်ချစ်တော်ဖခင်များကျွန်တော်မိခင်များတယောက်နဲ့တယောက်ရဲ့အားနည်းချက်ကိုမကြည့်ဘဲနဲ့သူဟာလူသားအားနဲ့တတ်သူဖြစ်တယ်ဒါကြောင့်ရံဖြစ်เสียအကြောင်းပေါ်လာတဲ့အခါမှာငါမှန်တယ်ဆိုတဲ့အမှန်တရားပေါ်မှာအခြေခံပြီးငင်းခုန်ခြင်းမဟုတ်ဘဲနဲ့ယေရှုခရစ်တော်ကငါ့ကိုခွင့်လွှတ်တယ်လို့ပဲငါလည်းသူ့ကိုခွင့်လွှတ်မယ်ဆိုတဲ့စိတ်တော်ထားနဲ့ဆက်ဆံရအောင်လို့နှိုးဆော်တိုက်တွန်းပြစေထပ်ပြောချင်ပါတယ်ချစ်တော်ခင်ပွန်းတဲ့အမျိုးသားများနဲ့ချစ်တော်ဇနီးတဲ့အမျိုးသမီးများမိမိရဲ့မိသားစုမှာခင်ပွန်းတဲ့နဲ့ဇနီးတဲ့ရဲ့ဆက်ဆံရေးဟာဘယ်တော့ခါမှပြည့်စုံတဲ့အကြောင်းအရာတော့မဖြစ်လာနိုင်ပါဘူးအားနည်းချက်တွေအမျိုးမျိုးရှိလာနိုင်ပါအဲ့ဒီအားနည်းချက်တွေဖြစ်လာတဲ့ခါမှာတယောက်နဲ့တယောက်အပြစ်တင်စရာဖြစ်လာတဲ့ခါမှာငါလည်းပဲအားနည်းတဲ့သူဖြစ်တယ်ငါလည်းပဲပြစ်မှားတတ်တဲ့သူဖြစ်တယ်ဒါပေမဲ့ခရစ်တော်ဟာငါအပြစ်ကိုခွင့်လွှတ်ပေးတယ်လို့ငါလည်းပဲသူ့ကိုခွင့်လွှတ်ပေးမယ်ဆိုတော့အဲ့ဒီစိတ်တော်ထားနဲ့အသက်ရှင်ရအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဒါဟာယေရှုခရစ်တော်ဘုရားကိုမိမိရဲ့သခင်အနေနဲ့အုပ်စိုးခွင့်ပေးလာတဲ့ဇနီးတဲ့နဲ့ခင်ပွန်းတဲ့ရဲ့ဆက်ဆံရေးပြောင်းလဲလာတဲ့လက္ခဏာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်နံပါတ်3လက္ခဏာကတော့မိဘနဲ့တားသမီးရဲ့ဆက်ဆံရေးလက္ခဏာမြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုကောလောသဲအခန်းကြီး3အငယ်20 21မှာပြောတယ်လေဆိုရင်တားသမီးတို့မိဘစကားကိုအရာရာ၌နားထောင်ကြလောမိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဖျားနှစ်သက်တော်မူသောအမှုဖြစ်၏အဘတို့ကိုတားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့်ထိုတို့ပြုလျင်တင်တို့သည်အားလျော့စိတ်ပြည့်ခြင်းတို့ရောက်ကြလိမ့်မည်လို့ပြောပါဆိုတော့ခရစ်တော်ကိုသခင်အဖြစ်ထားတဲ့မိသားစုမှာ
ဇနီးတဲ့ခင်ပွန်းတဲ့မှာတားသမီးတွေကိုဘယ်လိုခံယူရမလဲလို့ပြောရင်ငါမွေးထားတာပဲငါပိုင်တဲ့ငါတားသမီးတွေပဲဆိုတော့တဘောထားမျိုးမရှိဘဲနဲ့ဖယားတခင်ခဏတာအပ်ထားတဲ့ဖယားပေးထားတဲ့စီးစိမ်ဖြစ်တယ်ဆိုတော့ဘန္တာဆိုတနည်းနဲ့ပြောမယ်ဆိုရင်ဘန္တာထိန်အဖြစ်ပြုစုပြိုးထောင်ဖို့ရန်အတွက်ဖယားတခင်အလိုတော်ရှိတယ်ဒီနေ့ကျွန်တော်တို့မိသားစုတွေကိုကြည့်တဲ့အခါမှာအထူးသဖြင့်မိဘတွေကကိုယ်တာသမီးကိုကိုယ်ပိုင်ပစ္စည်းလို့ပုံတွင်းတတ်ကြတယ်ကိုယ်ပိုင်ပစ္စည်းလို့ဆုံးမတွင်တင်တတ်ကြတယ်ဆုံးမတာပုံတွင်းတာမကောင်းဘူးလားကောင်းပါတယ်ဒါပေမဲ့တင်ဟာသူတို့ရဲ့ပိုင်ရှင်မဟုတ်ဘူးဆိုတော့တတိပြုနားလဲစီချင်တာဖြစ်ပါတင့်ကိုဖယားတခင်ကခဏတာပေးထားတဲ့ဖယားတခင်စုချ၍ပေးထားတော်မူသောအမွေဥစ္စာဖြစ်တယ်အဲ့ဒီအမွေဥစ္စာကိုတင်ဟာခဏတာဗန္ဒာထိန်အနေနဲ့ထိန်သိမ်းထားတာဖြစ်တယ်ဆိုတော့ဗန္ဒာထိန်လို့ပြောတဲ့အခါမှာအထူးသဖြင့်မင်တာအောင်အခုဒီမှာကျွန်တော်အတင်းတော်ရဲ့ဗန္ဒာထိန်ကျွန်တော်အားလုံးသိတဲ့ကိုဘာနဘတ်ဖြစ်တယ်ဆိုတော့ကိုဘာနဘတ်ကအတင်းတော်ရဲ့ငွေကြေးတွေကိုထိန်းတဲ့အခါမှာသူစိတ်ကြိုက်လုပ်လို့ရလားမရဘူးသူစိတ်ကြိုက်လိုက်တုံးလို့မရဘာကြောင့်လဲအတင်းတော်တစ်ခုလုံးရဲ့ငွေကြေးဖြစ်တဲ့အခါမှာဒီအတင်းတော်ကော်မတီလူကြီးတွေတင်းအုပ်ဆရာတွေတင်းထောက်လူကြီးတွေရဲ့အားလုံးရဲ့ဆုံးဖြတ်ချက်သဘောတူညီမှုအပေါ်မှာပဲငွေကြေးကိုစီမံခန့်ခွဲရတာဖြစ်ပါဒါကြောင့်သူ့ရဲ့ဘာနာထိန်အနီကဒီငွေကြေးမပြောက်သွားအောင်ဒီငွေကြေးလီလွင့်မှုမဖြစ်အောင်သူ့အနေနဲ့စီမံခန့်ခွဲရတာဖြစ်အဲ့ဒီလိုပဲချစ်တော်မိဘများဒီနေ့တာသမီဆိုတာဖယားတခင်စုချပြီးပေးထားတော့အမွေဥစ္စာဖြစ်တယ်ဒါကြောင့်တာသမီတွေကိုစိုးဆုံးမတဲ့အခါမှာကိုယ်ပိုင်ပစ္စည်းသဘောလို့စိတ်သဘောထားနဲ့မဆုံးမပါစေနဲ့ကိုယ်ပိုင်ပစ္စည်းသဘောထားစိတ်ထဲမှာဝင်လာရင်တော့အတ္တမာနတွေနဲ့ကိုယ့်ရဲ့ဇာတိသဘောတွေနဲ့ပုံတွင်ပြုပြင်လာမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီပုံတွင်လာတဲ့ခါမှာဘာဖြစ်လာလဲဆိုရင်တာသမီးတွေကိုစိတ်ဆိုးစေတဲ့အပိုင်းဘက်ကိုရောက်လာမှာဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ဒါကြောင့်မို့ချစ်တော်မိဘများတာသမီးတွေကိုစုပူတဲ့အခါမှာဒေါသနဲ့မဟုတ်ပဲတမာတရားနဲ့ထောက်ပြီးတော့မေတ္တာနဲ့ဆုံးမခြင်းဟာတာသမီးတွေရဲ့နှလုံးသားကိုတိမ့်ပိုက်နိုင်တဲ့ပုံတွင်းနိုင်တဲ့အရာဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်အဲ့လိုပဲချစ်တော်တာသမီးများကိုပြောချင်ပါတယ်ဒီနေ့တင်းရဲ့ဘဝအတ္တတာထမှာတင်းဟာယေရှုခရစ်တော်ဘုရားကိုတခင်နေရာမှာထားပြီလားတခင်နေရာတခင်အနေနဲ့အုပ်စိုးခွင့်ကိုပေးပြီလားတခင်အနေနဲ့အုပ်စိုးခွင့်ပေးတယ်ဆိုရင်ခဏကျွန်တော်စံစာမှာပြောတယ်တာသမီးတို့မိဘစကားကိုတဲ့အရာရာ၌နားထောင်ကြလောလို့ပြောပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ဟာအရာရာ၌နားထောင်ပါလို့ပြောတဲ့အခါမှာအရာရာလို့ပြောတဲ့အခါမှာအရာခတ်တိန်အကျုံးဝင်တာဖြစ်ပါဒါကြောင့်တဝက်တစ်ပြက်နားထောင်တာတွေဟိုကိစ္စကတော့အမေနဲ့မဆိုင်ဒီကိစ္စကတော့အဖေနဲ့မဆိုင်အထူးသဖြင့်အမေရိကန်မှာလွတ်လပ်မှုနဲ့ privacy ဆိုတဲ့ကိုယ်ပိုင်အခွင့်အရေးကိုယ်ပိုင်လွတ်လပ်မှုကိုယ်ပိုင်အချိန်စသဖြင့်ဒီလိုအရာတွေကိုဒီနေ့ပတ်ဝန်းကျင်ကတော့၎င်းပညာရေးကတော့၎င်းအမျိုးမျိုးလွှမ်းမိုးထားတဲ့တာသမီးတွေဖြစ်လာတဲ့အခါမှာမိဘစကားကိုနားထောင်ခြင်းဟာဖယားသခင်အင်မတန်မှနှစ်သက်သောအရာဖြစ်တယ်ဆိုတော့မိသားနဲ့တိုက်တွန်းလို့ဆိုပြစေ
ဒါကြောင့်တင်ဟာယေရှုခရစ်တော်ဘုရားကိုတခင်အနေနဲ့ညမှာအုပ်စိုးခွင့်ပေးတယ်ဆိုရင်အဲ့ဒီတခင်စိတ်ကျေနပ်အောင်အဲ့ဒီတခင်ရဲ့စိတ်တော်နဲ့ထိတွေ့တဲ့အတ္တတာဖြစ်ခြင်းနဲ့ဆိုရင်မိဘစကားကိုအရာရာမှာနားထောင်ပါဒီနေ့ကျွန်တော်စနီးတယ်တချို့မိသားစုတွေကိုအလဲတွားတဲ့အခါမှာမိဘတွေရင်ဖွင့်တတ်ဘာပြောလဲတိလားတားတမီးဆိုနင့်ဆရာကဖျားเจ้าမအဲ့လိုတုန်တင်တလားဒီနေ့မိဘတွေအဲ့လိုပြောလာတာကိုကြားရတာဖြစ်ပါဒါကြောင့်ချစ်တော်တာတမီးတွေတင်းရဲ့အပြုတ်မူတင်းရဲ့အနေထိုင်ဟာယေရှုခရစ်တော်ဘုရားကိုတခင်နေရာမှာမထားလာတဲ့အခါမှာတင်းကြောင့်ယေရှုခရစ်တော်မြည်ကြရတဲ့အဖြစ်မဖြစ်ပါစေနဲ့တင်းကြောင့်တင်းရဲ့ယုံကြည်ခြင်းကိုသူတစ်ပါးကမထီမဲ့မြင်ပြုတာမဖြစ်စေပါနဲ့တင်းကြောင့်တင်းရဲ့အပြုတ်မူတင်းရဲ့အပြောဆိုကြောင့်အတင်းတော်နာမည်ပြတ်တဲ့အရာမျိုးမဖြစ်ပါစေနဲ့။ဘာကြောင့်လဲ။တင်းရဲ့အပြောအဆိုတင်းရဲ့နေထိုင်မှုပုံစံတင်းရဲ့စိတ်သဘောထားတွေကဖျားရှိမပြောနဲ့မိဘရှိမှတောင်မှအစမပြေဘူးဆိုရင်တော့ဖျားရှိမှဘလို့မှအစင်ပြေမှမဟုတ်ဘူး။ဒါကြောင့်ဖျားသခင်ကသူ့ရှိမှရစ်ကိုပူဇော်ဖို့ရောက်လာတဲ့သူကိုဘာပြောတယ်လဲ။တင်းရဲ့ညီကိုတစုံတရာနဲ့စိတ်ခမတင်ရှိတယ်ဆိုရင်အရင်ပြေလေအောင်လုပ်ပါပြီးမှပြန်လာပြောပူဇော်ပါပြောတဲ့အခါမှာဒီနေ့ကျွန်တော်လူတွေကဖျားသခင်တော့အရာအစင်ပြေခြင်းတယ်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုမိသားစုနေတော့အစင်ပြေမပြေကြုံမဆိုင်ဒါအင်မတန်မှလွဲမှားတော့ခံယူချက်ဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ဖျားနဲ့အစင်ပြေခြင်းနဲ့ဆိုရင်တော့ကိုဘေးပတ်ဝန်းကျင်ကိုမိသားစုကိုခင်ပွန်းတဲ့ကိုစနီးတဲ့ကိုတားတမီးတွေနဲ့အစင်ပြေဖို့ရတဲ့ဒီနေ့မိသားနဲ့နှုတ်ဆော်တက်တွင်ပြစီနောက်နံပါတ်4အချက်အနေနဲ့ဘယ်လိုလက္ခဏာကျွန်တော်မြင်တွေ့ရအောင်မလဲလို့ပြောရင်မိသားစုထဲမှာခွင့်လွှတ်ခြင်းဆိုတဲ့လက္ခဏာမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကောလောသဲအခန်းကြီး3အငယ်73မှာဘာပြောတယ်လဲဆိုရင်ကောလောသဲအခန်းကြီး3အငယ်73မှာတယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျင်အချင်းချင်းတီးခံ၍အပြစ်ကိုလွတ်ကြလောခရစ်တော်ဒီတင်တို့ရဲ့အပြစ်ကိုလွတ်တော်မူတကယ်တော့ထိုနည်းတူပြုကြလောလို့ပြောပါဆိုတော့ဒီနေရာမှာကျမ်းစာမှာအင်မတန်မှရှင်းလင်းပါတယ်ဘာပြောလဲတယောက်နဲ့တယောက်တဲ့အပြစ်တင်စရာအခွင့်ရှိလာရင်တဲ့အချင်းချင်းနံပါတ်1ဘာလို့ရမှာတလဲတီးခံပါနံပါတ်2အပြစ်ကိုလွတ်ပါဒါဆိုရင်အဲ့ဒီအပြစ်ကိုဘယ်လိုလွတ်ရမလဲပြောရင်တဲ့ခရစ်တော်ဟာတင်းရဲ့အပြစ်ကိုလွတ်ပေးတယ်လို့ပဲတင်လည်းပဲသူတစ်ပါးအပြစ်ကိုလွတ်ပေးပါဒီနေ့ကျွန်တော်ကဒီအခြေခံသဘောထားကိုနားမလဲတဲ့အခါမှာခွန်းလို့ရမယ်ခွန်းလို့လဲရမယ်ပြောတဲ့အခါမှာခရိယာလည်းဖြစ်နိချစ်လည်းခံထားတဲ့အတင်းတော်မှလည်းကိုယ်ကပါဝင်နေတယ်ပြောတဲ့အခါမှာအခမတင်တဲ့အခါမှာကိုယ့်ရဲ့အစွမ်းအစနဲ့တီးခံပြီးတော့ခွန်းလို့ကြည့်တယ်ဒါပဲကြာလာရင်အဆင်ပြေလားမပြေဘူးဘာကြောင့်လဲခရစ်တော်ရဲ့စိတ်တော်ထားနဲ့ခွန်းလို့တာမဟုတ်ဘဲနဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားပြီးခွန်းလို့လာတဲ့အခါမှာမရဘူးဒါကြောင့်ခရစ်တော်ကဘာပြောလဲဒီမှာခရစ်တော်ဒီတင်တို့ဤအပြစ်ကိုလွတ်တော်မူတကယ်တော့လို့ပြောပါတယ်ဆိုခရစ်တော်ကျွန်တော်အပြစ်ကိုဘယ်လိုလွတ်တယ်လဲနားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်ယေရှုခရစ်တော်ဘုရားကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အချိန်မှာပြန်ကြည့်တော့ကျွန်တော်လူသားဖြစ်တဲ့အတွက်ကြောင့်မို့နောက်တစ်နှစ်နောက်တစ်လနောက်မှာဆက်ပြီးပြစ်မအောင်မယ်ဆိုတာခရစ်တော်မသိဘူးလားသိတယ်ကြီးနဲ့ကျွန်တော်ယေရှုခရစ်တော်ဘုရားကျွန်တော်အပြစ်ကြောင့်လက်ဝါးကတ်တိုင်ပေါ်မှာအတေခံပေးတယ်ဆိုတာကိုယုံကြည်တဲ့အဲ့ဒီယုံကြည်ချက်တစ်ခုထဲကြောင့်ခ
ခရစ်တော်ကကျွန်တော်အပြစ်ရှိသမျှကိုခွင့်လွှတ်ပေးရုံတမကဖခင်သားအဖြစ်လက်ခံပေးတာဖြစ်တယ်ဟာလေလုယာအဲ့လိုပဲချစ်တော်မိသားစုတွေဒီနေ့ခရစ်တော်ကတင်းရဲ့အပြစ်ကိုရှိသမျှကိုလွတ်တဲ့အဲ့ဒီလွတ်ခြင်းဟာချီနှောင်ထားတဲ့လွတ်ခြင်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်ကလေသူတစ်ပါးကိုအပြစ်ကိုလွတ်တယ်လို့ပြောတဲ့အခါမှာကြုံလာရင်ပြန်ပြောအဲ့ဒီအရာကိုပြန်ပြောတတ်ကြတယ်ပြန်ပြောထွက်လာနင်တော့ဟိုတခါတော့လည်းငေါ့ဒီလိုပြောပြီးပြီဆိုတော့ခရစ်တော်တာတင်နဲ့ကျွန်တော်ကိုအဲ့လိုပြောရင်တင်ဘယ်လိုခံစားမလဲဒါကြောင့်ဖယားသခင်ဘာပြောလဲမြေကြီးပေါ်မှာတင်တို့အချင်းချင်းချီနှောင်ရင်ကောင်းကင်အဖလည်းပဲတင်တို့ကိုချီနှောင်မယ်အင်မတန်မှကြောက်ဖို့ကောင်းပါတယ်ဒါကြောင့်ခွင့်လွှတ်ခြင်းဆိုတာဟာသူတစ်ပါးအကျိုးအတွက်မဟုတ်ပါဘူးကိုယ်အကျိုးအတွက်ဖြစ်တယ်ဒါကြောင့်မိသားစုမှာလည်းပဲတယောက်နဲ့တယောက်အားနဲ့ချက်ကိုခွင့်လွှတ်တတ်တဲ့အတ္တတာနဲ့တိဆောက်ဖို့ရန်အတွက်နှိုးဆော်တိုက်တွန်းပြစေဒါကြောင့်ယေရှုကိုတခင်လို့ခေါ်ပြီးတော့ကျွန်တော်ရဲ့အတ္တတာထဲမှာအပြစ်ကိုခွင့်မလွှတ်တတ်သေးဘူးဆိုရင်တော့ကျွန်တော်ကနှုတ်နဲ့ပဲဝန်ခံပြီးနှလုံးသားနဲ့ဖခင်နဲ့ဝေးကွာနေတဲ့သူဖြစ်နေတယ်ဒါကိုနှိုးဆော်ပြစေနောက်ဆုံးအချက်အနေနဲ့ယေရှုခရစ်တော်ဖခင်ကိုတခင်အနေနဲ့ထားတဲ့မိသားစုဟာအဲ့ဒီတခင်ကိုအမြဲတမ်းဝတ်ပြုကိုးကွယ်သောလက္ခဏာမြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုတခင်အဖြစ်လက်ခံထားတဲ့မိသားစုတွေရဲ့ထူးခြားတဲ့လက္ခဏာကတော့ဖခင်တခင်ကိုအချိန်ပေးခြင်းဖြစ်ပါအဲ့လိုအချိန်ပေးခြင်းလို့ပြောတဲ့အခါမှာတချို့ပြောကောင်းပြောမယ်ဆရာကျွန်တော်အချိန်ပေးတာပဲကျမအချိန်ပေးတာပဲတင်းတယောက်တည်းအချိန်ပေးတာကိုဆိုလိုတာမဟုတ်ပါမိသားစုတွေစုံစုံလင်လင်နဲ့ဘာဖြစ်လဲအတူတကွချီးမွမ်းခြင်းကိုးကွယ်ခြင်းဆုတောင်းခြင်းကိုဆိုလိုတာဖြစ်တယ်ဒါကြောင့်ဖခင်တခင်ကမိသားစုကိုတွန်းတင်တဲ့အခါမှာခရစ်တော်ဟာအတင်းတော်ကိုချစ်တော်မူတကယ်တော့ယောက်ျားတို့လည်းမိမိခင်ဘူးကိုချစ်ကြတော့ဆိုတော့မိသားစုကိုတွန်းတင်တဲ့အခါမှာယေရှုခရစ်တော်ဖခင်ကနှုတ်ကပတ်တော်ကျမ်းစာအတင်းတော်နဲ့အမြဲတမ်းခိုင်းနိုင်ပြီးပြောတယ်အဲ့လိုပဲဒီနေ့အတင်းတော်မှာအတင်းတော်ရေလို့ဖခင်တခင်ဘာကြောင့်တည်ထောင်ထားတယ်လဲယုံကြည်သူအားလုံးစုပေါင်းပြီးလာရောက်ဝတ်ပြုကိုးကွယ်ခြင်းကိုဖခင်တခင်မြစ်တဲ့တော်ကြောင့်ဖြစ်တယ်ဒါကြောင့်ကိုတိုင်းအပြင်မှာဝတ်ပြုကိုးကွယ်တာမှန်ပါတယ်ကောင်းပါတယ်ဒါပေမဲ့ယုံကြည်သူတွေစုရွေးပြီးတော့ဝတ်ပြုကိုးကွယ်ခြင်းကိုဖခင်တခင်နစ်တဲ့တယ်အဲ့ဒီလိုပဲမိသားစုတွေမှာတင်ဖခင်တယောက်တည်းတင်မိခင်တယောက်ပဲဆုတောင်းတာထက်မိသားစုစုံစုံလင်လင်နဲ့ဖခင်တခင်ရှေ့မှာဝတ်ပြုကိုးကွယ်ခြင်းချီးမွမ်းခြင်းဟာဖခင်တခင်အင်မတန်မှနစ်တဲ့တယ်ဆိုတော့ပြောချင်ပါတယ်ဒါကြောင့်မို့ချစ်တော်ယုံကြည်သူတွေဒီနေ့ခရစ်တော်ကိုဗဟိုပြုပြီးတော့အသက်ရှင်လာတဲ့မိသားစုတွေဖြစ်ဖို့ရတဲ့အခြေပြုကျမ်းစာမှာဘာပြောလဲယေရှုခရစ်တော်ဒီသခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ခမည်းတော်ဖခင်၏ဘုန်းအတေကိုထင်ရှားစေကြမည်အကြောင်းဒီဆိုတော့ဒီနေ့ဂျာနာရတဲ့ဒီလက္ခဏာတွေအားဖြင့်ဒီနေ့ကျွန်တော်ရဲ့မိသားစုပြန်ပြောချင်းချင်းကြည့်ရအောင်ပြန်ပြောချိန်ထိုးရအောင်ဘယ်အရာတွေမှာအားနေတယ်လဲဘယ်အရာတွေမှာလစ်ဟာနေတယ်လဲဘာဖြစ်လို့ဖခင်ဘုန်းတော်မထင်ရှားတယ်လဲဒီနေ့ကျွန်တော်အတ္တတာထဲမှာပြန်လဲပြီးမုန်းမှန်ပြီးတော့ဖခင်ဘုန်းတော်ထင်ရှားတော့မိသားစုဖြစ်ရအောင်အဲ့ဒါလို့ဆိုရင်ကောင်းကင်နိုင်ငံမှာတနေ့ကျွန်တော်အားလုံးရောက်သွားတဲ့အခါမှာကောင်းကင်နိုင်ငံမှာဖခင်တခင်မေတ္တာနဲ့လွှမ်းမိုးထားတဲ့ကောင်းကင်နိုင်ငံမှာဝမ်းမြောက်စွာဖြင့်အသက်ရှင်ရလို့ပဲတင်းရဲ့မိသားစုမှာယေရှုခရစ်တော်ဘုရားကိုတခင်အနေနဲ့အုပ်စိုးခွင့်ပေးတဲ့မိသားစုဖြစ်လာရင်ကောင်းကင်နိုင်ငံရဲ့အရေးဟာတင်းမိသားစုမှာဖြစ်လာမှာဖြစ်တယ်ကောင်းကင်ရဲ့
ဝမ်းမြောက်ခြင်းဟာတင့်မိသားစုမှာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဘုရားသခင်ကောင်းချီးပေးလာမှာဖြစ်တယ်ဆိုတာဤများနဲ့လို့ဆိုတိုက်တွန်းချင်ပါတယ်။ဂျာနာတဲ့တို့အရောက်စီပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ။